စီစဉ်လေးမှာနောက်ထပ်တီဆိုမဲ့မြမငယ်ချောစုခင်မှာချောစုခင်ကိုဖိတ်ခေါ်တယ်အားလုံးမင်္ဂလာပါချောစုတို့အားလုံးကဖိုးလေးလို့ခေါ်တဲ့ဥခိုင်ကြီးရဲ့ချင်းလေးဘုံတွေထဲကနေမမတဲ့ခင်ဆိုချင်းလေးဒီဆိုပေးပြရသေးတယ်ကျေးဇူးပါတယ်